ခေါင်းစည်းလေးကတော့မာနကဘာကြောင့်ဖြစ်တာလဲဆိုတဲ့ခေါင်းစည်းလေးနဲ့ပြောပါမာနကိုခဝါမချရင်အထာမကြတော့ဘူးမာနဆိုမာတတ်တဲ့သဘောမာနဆိုတာအာကုလူတိုင်းဟာအလုပ်လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်စီးပွားဥစ္စာရှာတဲ့အခါမှာပဲဖြစ်ဖြစ်ပညာရှာတဲ့အခါမှာပဲဖြစ်ဘယ်လုပ်မာနရှိနေကောင်းမှုရှိတဲ့မာနနဲ့မရှိတဲ့မာနတော့ခွဲခြားတာနော်ဒီမှာတော့ဘာကြောင့်မာနဖြစ်တာလုံးဆိုတဲ့အကြောင်းတရားကိုပြောမှဖြစ်ပါတယ်ဘာကြောင့်မာနဖြစ်တာလဲဆိုတဲ့အကြောင်းတရား၄ပါးကြောင့်နံပါတ်1ကလာဘမာနဆိုတာပစ္စည်းဥစ္စာအယံပေါ်နေရင်လည်းအဲ့ဒီပုဂ္ဂိုလ်ဟာမာနဖြစ်တတ်တယ်နော်ပစ္စည်းဥစ္စာချမ်းသာနေတဲ့အတွက်ကြောင့်ငါမှာပစ္စည်းဥစ္စာပေါ်တယ်ဆိုရင်ပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့လည်းပဲမာနဖြစ်တတ်တယ်နောက်တစ်ခုကယတမာနအချမ်းရံနေများနေရင်လည်းပဲမာနဖြစ်တတ်တယ်ကိုယ်ဘေးနားမှာအချမ်းရံနေများတယ်တငယ်ချင်းအပေါင်းအသင်းတွေများတယ်မိတ်ဆွေတွေများတယ်မိသားစုတွေများတယ်အချမ်းရံပေါ့ကိုယ်ဘေးနားမှာအချမ်းရံနေများလုံးရင်လည်းဒီပုဂ္ဂိုလ်ဟာအချမ်းရံနေရဲ့ဝန်းရံမှုကိုခံရတဲ့အတွက်မာနဖြစ်တတ်တယ်နောက်တစ်ခုကပတ္တနာမာနချီးမွမ်းလွန်ကဲရင်လည်းမာနဖြစ်တတ်တယ်ကိုယ့်ကိုအချီးမွမ်းခံရပါများလာအများတွေကကိုယ့်ကိုတော်တယ်လို့ပြောပါများလာလို့ဘယ်အရာပဲဖြစ်ဖြစ်ဒီစီဥစ္စာနဲ့ပဲဖြစ်ဖြစ်အချမ်းရံပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကောင်းတဲ့င်းကိုပြောပါများလာရင်လည်းဒီပုဂ္ဂိုလ်ဟာမာနဖြစ်တတ်တယ်မာနနောက်တစ်ခုကဒုက္ခမာနဘာလို့အစဉ်ပြေနေရင်လည်းမာနဖြစ်တတ်တယ်ကြည်စံအများကြီးဘာမှမဖြစ်ငါတော့ဘာလေးပဲလှုပ်လိုက်အစဉ်ပြေတယ်ဘာလေးပဲလှုပ်လိုက်မဖြစ်တာမရှိဘူးဆိုပြီးဘာလို့အစဉ်ပြေနေရင်လည်းမာနဖြစ်တတ်တယ်ဒါကတော့မဖြစ်ထိုက်တဲ့မာနပေါ့မာနဆိုတာအကုသိုလ်မဖြစ်ထိုက်တဲ့မာနလည်းရှိသေးတယ်ဒီမာနကိုအကြောင်းပြုပြီးတော့ကုသိုလ်ဘက်ကိုရောက်သွားအောင်ပို့နိုင်တဲ့မာနဘယ်လိုမာနမျိုးလဲဆိုသူကြတော့တခြားသူတယောက်ကုသိုလ်ပြုနေတယ်ပေါ့တခြားသူတယောက်ကသီလစောင့်တည်နေတယ်တခြားသူတယောက်ကတရားဘာဝနာအားထုတ်နေတယ်ဆိုလို့ရှိရင်ဒီလူတော်တရားအားထုတ်နိုင်သေးတာပဲဒီလူတော်မှပဲသီလစောင့်တည်နိုင်သေးတာပဲဒီလူတော်မှပဲတတ်နိုင်သမျှဒါနပြုနိုင်သေးတာပဲငါလည်းဘာလို့မပြုနိုင်ရမှာလဲဆိုပြီးတော့ကိုယ့်ရဲ့မာနကိုကုသိုလ်ဘက်ကိုချိန်ပြီးလို့ရတယ်ဒီလိုမာနမျိုးကတော့ဖြစ်တဲ့နော်နောက်ဆုံးကြတော့ဒီမာနသည်ဘာကြောင့်ဖြစ်တာတော့ဆိုလို့ရှိရင်စိတ်ထားမတက်လို့ဖြစ်တာစိတ်ထားမတက်တာကိုစာပေလို့ပြောလို့ရှိရင်ယောနိသောမနတိကာရအသင့်အတင့်နှလုံးသွင်းခြင်းနှလုံးသွင်းမကောင်းလို့ဖြစ်တာစိတ်ထားမတက်လို့ဖြစ်တာလို့ပြောရအဲ့တော့ဥပမာလေးတစ်ခုပြောရမယ်ဆိုလို့ရှိရင်တကား2ရွက်ဆိုကြပါစို့တကား2ရွက်မှာတကား1ရွက်ကမကောင်းတဲ့အနံ့တွေဝင်တယ်ပေါ့ကိုဖွင့်ပေးမှအဲ့ဒီတကားပွင့်တာဆိုတော့တကား1ရွက်ကမကောင်းတဲ့အနံ့တွေဝင်တယ်ဒီဘက်တကား1ရွက်ကတော့ကောင်းတဲ့အနံ့တွေကောင်းတဲ့ရနံ့တွေဝင်တယ်အဲ့တော့ကိုကကောင်းတဲ့တကားကိုဖွင့်မလားမကောင်းမဲ့တကားကိုဖွင့်မလားကိုစိတ်မှာပဲမူတည်တယ်ဟောဒါစိတ်ကိုပြန်ပြောတာနော်စိတ်ကိုပြန်ပြောတာနောက်တစ်ခါခုလိုယောနိသောမနတိကာရဖြစ်ဖို့အတွက်ဘာလို့လဲဆိုလို့ရှိရင်ယောနိသောမနတိကာရမဖြစ်ဘူးဆိုတာဘာကြောင့်လဲဆိုလို့ရှိရင်သူကတတိလွတ်နေရင်လည်းပဲယောနိသောမနတိကာရမဖြစ်ဘူးတစ်ချက်နော်တတိလွတ်နေပြီလို့ရှိရင်စိတ်
လွင့်နေရင်လည်းပဲယောနိသောမနတိကာရမဖြစ်ဘူးပြန်ပြီးတော့ပြောပြပါမယ်ယောနိသောမနတိကာရဆိုတာစိတ်ကောင်းရှိခြင်းစိတ်ထားနှလုံးကောင်းစိတ်ကောင်းနှလုံးကောင်းရှိခြင်းပေါ့စိတ်ထားနှလုံးသွင်းမှန်ကန်ခြင်းအဲ့လိုနှလုံးသွင်းမမှန်တော့ဘူးဆိုရင်အဲ့ဒီစိတ်ထားမမှန်တာဒီဘာကြောင့်လဲဆိုတော့တတိလွတ်နေတာရင်စိတ်ထားစိတ်ပြတ်နေတာအဲ့တော့မာနမဖြစ်အောင်ယောနိသောမနတိကာရအသင့်တစ်နှလုံးသွင်းနိုင်ရအသင့်တစ်နှစ်တရားနှလုံးတရားအသင့်တစ်နှလုံးသွင်းနိုင်ဖို့ရအတွက်တတိလွတ်နေလို့မဖြစ်ဘူးစိတ်ပြတ်လွတ်နေလို့မဖြစ်ဘူးဆိုတဲ့အသိပညာလေးကိုရရှိမှာဖြစ်ပါတယ်ဒါကြောင့်အလုံးသောဓမ္မမိတ်ဆွေတို့မာနဆိုတာအကုသိုလ်တရားဖြစ်တဲ့ဒီမာနတရားကိုခဝါချမှသာလေကိုယ့်ဘဝလှပမယ်ဆိုတာကိုသဘောပေါက်နားလည်